ငါနေနဲ့ပတ်သက်ရင်အသေးမွှဲလေးရစယူဆိုင်ရှိတော့ ဘာလဲ ဘိုးတငယ်ချင်းခံမင်းတော့ဆိုတာ ဟုတ်တယ်လေ ဟုတ်ပါတွေ့ရဝမ်းသာ နေရော ချက်ရွာရဲ့ ဘယ်နဲ့ကောင်ကြီးရ အေးနှစ်ယောက်ထားမယ်စဉ်းစားနှစ်ယောက်ထားမယ်အေးနှစ်ယောက်ထားမယ်စဉ်းစားနှစ်ယောက်ထားမယ် မင်းက तू ကတိတော့မသိရဟောင်းမင်းဒီလိုရှာလိုက်ပါလေ နေကောင်းနေပြီ ရှင် အဝိုင်းအဝိုင်း လက်စင်းမှုယူလာတယ်ဟမ်ဟုတ်ဘူး ဟဲ့ပြောပါဦး မင်းကောင်ရောက်ထိုးတာလေ ခုမှပေါ့နင်ကမရိုင်းနေတာဟုတ်ငါတကယ်ကြီးမှန်နေ ဟာဟုတ်ကွာ ဒါနဲ့နင်က